ကဲ21ရက်8လ2016ရက်ကနေပြီးတော့ကြိုးလိုက်ပါတယ်ရှိုးရုံးမှာတော့ကားတွေအပြည့်ပဲခင်ဗျတစည်းချင်းကြီးလိုက်ပြပေးမယ်မော်ဒယ်စီလုံးလေးတွေပြောပေးမယ်ခင်ဗျအရှိရကောင်လေးကစိုးအောက်လေးများတယ်ဒီမှာမီယာလေးအောက်တယ်ချပလက် NW လေးအောက်တယ်ဒီဘက်မှာကျွန်တော်တိုင်းအာမိုင်းနဲ့လေးအောက်တယ်ခင်ဗျဟိုက်ဂျက်လေးတွေကနေစပြပေးမယ်ဒီကောင်လေးကတော့ကျွန်တော်တောင်းရင်7လေးဖြစ်ပါမယ် National ဘကူ Manual လေးပါခင်ဗျာနော်ဈေးလေးကတော့918သိန်းပြင်းလင်းပွင့်လင်းမြင်သာတော့ပြကျွန်တော်ဈေးလေး model လေးကပ်ပြရပါတယ်ပတ်လေ Aussie တော်တော်များကျန်မယ်ခင်ဗျာနော် Manual လေးပါကဲဒီမှာ Mitsubishi Mini က9နဲ့မှ18သိန်း Manual 4U ပါခင်ဗျာနော်ဂျီတန်းဘကူနဲ့ရမယ်ခင်ဗျာ2008ပါ9နဲ့18သိန်းနောက်မှအာမိုင်းနဲ့လေး9နဲ့မှ18သိန်း2019ဖြစ်ပါပဲခင်ဗျာနော်အာရန်ဘကူပါဒါလေးကတော့ Honda LE လေး17လမ်းနဲ့ LE model နံပါတ်မြင့်မယ်950နဲ့မှ8သိန်း Manual လေးပါခင်ဗျာ 2E ပါဒီဘက်မှာ high jet ကိုမှတော့ Ultra Grade နဲ့နော် Germany G လေးဖြစ်ပါမယ် Ultra Grade ဆိုတော့ power wing နဲ့2ပေါက်ပါအောင်မယ် Auto မှာ 4E ခလုံးနေပါခင်ဗျာဒီဘက်မှာတော့ကျွန်တော်တို့ Auto 2E ပါခင်ဗျာဒါကတော့ mini cut လေးဖြစ်သွားမယ်နော်ဒီကောင်လေးကတော့တောင်းရင်8လေးပါ6နဲ့မှ18သိန်း i9 ရပါမယ်feeder တွေကဆိုရင်ဒီကောင်လေးကြံအောင်မယ်ခင်ဗျာဒီကောင်လေးကတော့နီနဲ့တစ်နှစ်ပါမယ်ဈေးလေးကတော့988သိန်း 1003H 8 grade ပါနော်1003 8 grade လေးပါ7 Japan G ဝိုင်းညင် license နဲ့ရပါမယ်ဒီဘက်မှာတော့ကျွန်တော် Master နွားလေးဖြစ်ပါတယ် Master နွားကြီးဖြစ်ပါတယ် E တောင်းဝိုင်းညင်မှာ988သိန်းပါခင်ဗျာနော်1008 ကလေးပါ Master နွားကြီးပါနော်ဒီကောင်လေး logo ပဲကွာခင်ဗျာ Nissan နဲ့ကျွန်တော်အကုန်တူတူပဲအင်းကြီး use အားလုံးတူတူပဲခင်ဗျာနော်အတွင်းပစ္စည်းတွေရောစပယ်ပဲပစ္စည်းတွေရောG6 အဖြူလေးကြံအောင်မယ်ဒီကောင်လေးကြံသေးတယ်ခင်ဗျာ968သိန်းပါနော်1008ကလေးဖြစ်မယ် G6 လေးကြံပါမယ်နောက်ရက်ခဲအောင်လေးရောက်ဖို့ရှိပါတယ်ခင်ဗျာ Blue Blue လေးကဒီကောင်လေးထပ်ဝင်ပါပဲခင်ဗျာနော် 6F ကလေးပါ628သိန်း1004လေးဖြစ်မယ်ခင်ဗျာဒီကောင်လေးကတော့ဟောဈေးလေးများတယ်ပတ်လက်လေးလေဒါကတော့ကျွန်တော်တို့ G6 နောက်တစ်စီးခင်ဗျာနော်7လေး8လေးပါကျွန်တော်ခုတက်မှာ7ခင်ဗျာဒါ G6 ကတော့8မှဖြစ်တာဆို7လေး8ပါ UG ပါပဲခင်ဗျာနော်မှန်မမီကြောက်ဖြစ်ပါတယ်9ရောင်မှ2သိန်းပဲရောက်မယ်898သိန်းတခြားကားလေးတွေနောက်မှကျန်ပါသေးတယ်ခင်ဗျာဒီခွေးဘလူးလေးကတော့စိုးအောက်ပါနောက်မှကျွန်တော်တို့တွေ Ford Ranger H10 2014ပါခင်ဗျဒီဇယ် 2.2 နော်1080နဲ့မှ8သိန်းပါခင်ဗျဒေါ်လေးရချလိုက်ပြီခင်ဗျနော်နောက်နေ့တီးတန်းတင်မိမယ်တွင်းကန်လေးရကုန်ရိုက်ပြပေးမယ်ခင်ဗျအားလုံးစင်ပြီးတာနော်မီးတွေပါမီးတွေလည်းကုန်စင်လာတာခင်ဗျဒီဘက်မှာ Toyota Passo ခင်ဗျ Toyota Passo ကိုမှဒီကောင်လေးကတော့ကျွန်တော်တို့ရှမ်းလိုင်စင်လေးပေါ့နော်490နဲ့မှ8သိန်းပါ1007လေးဖြစ်ပါမယ်ဒီကောင်လေးကတော့ဒီမှာနွားကြီးမှာ .5 တွေကလိုချင်တဲ့ customer ဒါလေးကြံပါသေးတယ်ခင်ဗျ948သိန်း1007.5ဒီနက်ကလေးပါရတယ်ခင်ဗျနော်တောက်ချောင်းနဲ့ဆိုရင်တော့နွားကြီး800ပုံမှာရှိပါတယ်900ပုံစံတော့ကျွန်တော်ဒီနက်တွေများမယ်ခင်ဗျဒါကတော့ Germany G 1.3 လေးပါ1008ဖြစ်မယ်940နဲ့မှ8သိန်းပါခင်ဗျနွားကြီး2စီးရှိပါမယ် .3 ရောရှိမယ် .5 ရောရှိမယ်ဒီမှာ corporate လေးဒီကောင်လေးကတော့1090နဲ့မှ8သိန်းပါခင်ဗျနော်1000တန်း KN လေးနဲ့ရပါမယ် corporate ဆိုတော့နောက်ဘုံမော်တိုင်းပဲပါသွားပြီကောင်လေးကတော့ G6 ဒီကောင်လေးလည်းကြံပါမယ်ဒီကောင်လေးကတော့920နဲ့မှ8သိန်းဖြစ်မယ်ခင်ဗျာနော်1008ကလေးပါ G6 3စီးလောက်ကြံအောင်မယ်အနီရောင်1000တန်းလေးလည်းကြံသေးတယ်ခင်ဗျဒီကောင်လေးကတော့ Passo 9H 1303ညနံပါတ်လာလေးရမယ်658သိန်း1007 1000cc ပါအတစ်ရောက်ဒါလေးကတော့အတစ်ရောက်ဒီနေ့မှရောက်တာ688သိန်း1008.3တောက်လျှောက်အနက် Nissan Max inside လေးကြံပါမယ် inside နဲ့ပတ်သက်ရင်တော့ဒီဈေးပဲရှိရမယ်ခင်ဗျာ998သိန်း1009 air grade ပါနောက်တော့တွေပါမယ်နော်ပတ်ဆိုလေးစိုးအောင်မယ်နောက်မှကျွန်တော်ချန်ကြီးတရုတ်ကားလေးရှိပါမယ်2R မန္တလေးနဲ့ရပါမယ်ခင်ဗျာ2019ပါ1050နဲ့မှ8သိန်းပါခင်ဗျာနော်ကီလို4500လောက်ရှိနေခင်ဗျာဒီကောင်လေးကဆက်စီနီနက်ကလေးပါ EM1 yen 1007 860နဲ့မှ8သိန်း 1.5 ခင်ဗျာနော်ကောင်လေးကြံပါမယ်ပတ်ဆို .3 ထဲကဒါလေးရမယ်နီနက်ကလေးတော့ပါအောင်မယ်690နဲ့မှ8သိန်းခုံဆက်စမကြီးဖြစ်မယ်ဘယ်မှာမိကြအလွိုင်းစက်ကပ်ပတ်လဲအားလုံးပြန်စင်မိတာခင်ဗျာနော်လက်တင်တန်းစီအောင်မယ်690နဲ့မှ8သိန်း 1.3 ရမယ်ဒီမှာဆက်စီကျွန်တော် UA ဥမှာ4ပေါက်ချိန်ထားပြီးသားလေးရမယ်1190နဲ့မှ8သိန်း1009တောက်ချောက်အနက်ပါခင်ဗျာ H တန်းလေးနဲ့ရမယ်ဒီကောင်လေးစိုးအောင်မယ်ပြီးရင်ဒီမှာဒီကောင်လေးလည်းစိုးအောင်မယ်ခင်ဗျာဒါ A လေးရပါဦးမယ် Pro Box တက်စီတွေက840နဲ့မှ8သိန်း1007 1.5 လေးပါခင်ဗျာနော် .5 mm လေးကိုရပါမယ်ဒီဘက်မှာနွားကြီးမှာမော်ဒယ်မြင့်နေရကြိုက်တယ်ဆိုရင်တော့1000တန်းကိနဘက်မန္တလေးရှိမယ်ခင်ဗျာ930နဲ့မှ8သိန်းပါနော်ဒီဘက်မှာကတော့ကျွန်တော် Daihatsu Hi-Jet 968သိန်းဒါကတော့ Lucy အမှန်လေးခင်ဗျာ1009ဆိုတော့ကျွန်တော်တို့ KF engine နဲ့ရမယ်ခင်ဗျာနော် engine ပြောင်းလေးပါအနောက်မှာကြံပါသေးတယ်အနောက်မှာကတော့ကျွန်တော်တို့တွေ Master Tamio လေးရဲ့ Passo လေးရဲ့ဒီမှာ
မီယိုလေးကတော့1008ပါခင်ဗျာနော်ရှေ့ရနဲ့မှာ8သိန်း F တန်းတောက်ရှောင်းနဲ့ point 3ပါဒီဘက်ကောင်လေးကတော့ Paso H တန်း660နဲ့မှာ8သိန်းပဲ1008ကလေးပါဒီကောင်ကတော့10တောက်ရှောင်းနဲ့လေးခင်ဗျာနော်ခေါင်းလေးရှိပါမယ်ခင်ဗျာစစ်ရုပ်ပြောင်း1000တန်း HG လေးတစ်စီးရှိအောင်ပါမယ်ကိုကနဲ့မှ18သိန်းပါ poster digital ပါခင်ဗျာနော်အလွိုင်းပတ်လဲ power white color နဲ့ရမယ် G6 အနီလေးပါ1000တန်း H တန်းမှန်မှန်ပြီးကြောက်ပါနော်ကိုက80နဲ့မှ8သိန်း1000တန်း H တန်းပါကားလေးနဲ့ပတ်သက်ပြီးဆက်သွယ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်3993206030ကိုဆက်သွယ်မိမြနိုင်ပါတယ်ခင်ဗျာကျွန်တော်ရှိုးကကားရီကတော့ဒါငွေချမ်းလက်ထက်ကြီးကြအားလုံးရပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်လည်းဆက်သွယ်လို့ရတယ်နံပါတ်လေးကတော့39966865တင်းကိုဆက်သွယ်လဲမိမြနိုင်ပါတယ်ခင်ဗျာရှိုးမှာကိုတန်ကူကြလာရောက်ကြည့်ရှုနေဆိုရင်တော့ဆိုင်လေးစာလေးကအရှိတကုံ9ရက်ကွက်ရာသာဒရိတ် one way လမ်းမောက်မှာတည်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ခုခတ်မှာနောက်ပြီးမှပြန်လဲစုံကြည့်ကြအောင်မယ်အစုံကြည့်ပြီးတဲ့ customer တယောက်ကြည့်နိုင်ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ